ရောင်းပြီးတော့အသက်ရှင်ရတဲ့လူတွေအတွက်ကျမတို့ကအစားထိုးလုပ်ငန်းတွေလည်းရှာပေးဖို့လိုတယ်ဒီလိုကျမတို့ကကွန်းရဆိုင်ဆိုလို့ရှိရင်တရားမို့နူးဆိုတော့ပိတ်လိုက်လို့လွယ်တယ်နော်ဆေးလိပ်ဆိုင်ဆိုရင်ဆေးလိပ်ခုံတွေပါတရားမို့နူးဆိုပြီးတော့ကျမရင်းနဲ့မကိုက်နေဘူးဆိုပြီးတော့အဲ့လိုလုပ်ရတာတော့ဥပဒေနဲ့လုပ်ရတာတော့လွယ်တယ်အဲ့တော့မှောင်ခိုပြီးတော့ရောင်းမှာပဲပို့ပြီးတော့ဈေးတက်သွားတယ်ပို့ပြီးတော့ဈေးတက်သွားပြီးတော့ပြတ်မှလည်းမဟုတ်ဘူးလူတွေကအဲ့တော့ဒီဆေးလိပ်ပြတ်ဖို့ကွန်းရပြတ်ဖို့ဆိုတာဟာစိတ်ပိုင်းဆိုင်ရာကျမဘေးအရေးပိုင်းဆိုင်ရာနေပြီးတော့ကြိုးစားမှာတစ်ဖက်ပေါ့နော်နောက်တစ်ဖက်မှာလည်းဒီလုပ်ငန်းတွေကိုအားကိုးပြီးတော့သူတို့ရဲ့အသက်မွေးရင်းကြောင်းအတွက်ရုန်းကန်နေတဲ့ပုံကိုယ်တွေအတွက်လည်းကျမတို့ကစဉ်းစားရမယ်တစ်ဖက်သက်စဉ်းစားလို့မရဘူးကိုရဆိုင်တွေပိတ်လိုက်ပြီးပိတ်ဆိုပြီးတော့ကိုရဆိုင်ရောင်းပြီးတော့ဒီကိုရဆိုင်လေးနဲ့ပဲအသက်ရှင်နေရတဲ့လူတွေအတွက်အများကြီးပြဿနာဖြစ်နိုင်တယ်တချို့ကတော့အဲ့လိုမျိုးဖြစ်တယ်ဆိုရင်အများဖြင့်ဆိုတော့ဆေးလိပ်ဆိုလို့ရှိရင်ဒီဆေးလိပ်ရောင်းတဲ့ကလေးတွေကိုလိုက်ဖမ်းပြီးတော့ဆေးလိပ်ခုံကြီးတွေကဘာမှမဖြစ်ဘူးဆိုတဲ့ရှင်နဲ့ဒါတဘာမှမကြောက်ကျေးဇူးတင်တဲ့ထိုက်တဲ့လူကိုကျေးဇူးတင်ခြင်းဟာမင်္ဂလာတစ်ပါးလို့ဒီလိုပဲကျမတို့အားလုံးသိကြပါတယ်ဒါနဲ့ပတ်သက်လို့ဆရာတော်တစ်ပါးဆရာတော်ကြီးတစ်ပါးကျမအောင်မိန့်ခဲ့ပူပါတယ်ကျေးဇူးတင်ရမယ့်လူရှိတာလဲကောင်းကောင်းချင်းတစ်ပါးပါပဲဒါလည်းအင်တာမှမှန်ပါတယ်ကျေးဇူးတင်ရမယ့်လူရှိတယ်ကျေးဇူးတင်စရာလူရှိတယ်ဆိုတာကိုယ့်ပေါ်မှာကောင်းတဲ့လူရှိတယ်ကိုပေါ်မှာမေတ္တာကရုဏာထားတဲ့လူရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ဟာပြည်သူတွေကိုကျေးဇူးတင်နိုင်တယ်ဆိုတော့သိအားရပါတယ်ကျေးဇူးတင်ရတာလဲတနည်းအားဖြင့်ပြောရမယ်ဆိုရင်တင်တိုင်းလို့တင်တာပေါ့နော်တာဝန်လို့လည်းပြောလို့ရပါတယ်ဒါပေမဲ့ဒီလိုကျေးဇူးတင်ရမယ့်လူတွေရှိတာဟာတော့ကျမတို့အတွက်စိတ်ချမ်းသာမှုတစ်ခုပါပဲအဲဒါကြောင့်မလို့ဒီရွေးကောက်ပွဲကိုအခုဆက်ပြီးတော့သွားတဲ့နေရာမှာပြည်သူကိုယုံကြည်မှုအပြည့်အဝနဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဆက်သွားမှာဖြစ်ပါတယ်ပြည်သူကလည်းကျမတို့ကိုယုံကြည်နဲ့ထောက်ခံကြပါထောက်ခံမဲတွေပေးကြပါလို့ကျမအနေနဲ့လည်းမေတ္တာရပ်ခံခြင်းပါတယ်ရှေ့ရနေကြလို့ရှိရင်အင်တိုင်းအားတိုင်းမဲပေးကြပါလို့ကျမအနေနဲ့မေတ္တာရပ်ခံခြင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမချမ်းသာကြပါစေဒီမိုကရေစီဖွဲ့ချုပ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုမဲပေးကြပါစိတ်နောက်ဆက်ဖြစ်တယ်စိတ်နောက်ဆက်ဖြစ်တယ်ဆိုတာဟာဒီလိုကြောင်းတော့မဟုတ်တဲ့ကိစ္စကိုဟုတ်ပါတယ်လို့ပြောရဲလို့ရှိလို့ရှိရင်ကျမတို့နိုင်ငံရဲ့အနာဂတ်အတွက်တိတ်ပြီးကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ကျမဒီလိုပဲမြင်ပါတယ်ကျမတို့ရဲ့ပြည်သူပြည်သားအားလုံးကျမကပြည်သူပြည်သားဆိုလို့ရှိရင်တော့ပြည်သူပြည်သားဆိုတာတတ်မတော်မပါလို့လည်းမခွဲကြဘူးအစိုးရမပါလို့လည်းမခွဲကြဘူးပြည်သူပြည်သားဆိုတာအားလုံးပဲကျမတို့ပြည်သူပြည်သားများအားလုံးဟာအဖြစ်ကိုအဖြစ်တိုင်းရင်ဆိုင်ရတဲ့တတ်သိရှိရမယ်ဒီလိုတတ်သိမရှိလို့တော့ကျမတို့တိုးတက်နိုင်မှာမဟုတ်ပါဘူးဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုဘာဖြစ်လို့ဒီလောက်တောင်မှဖက်တွယ်နေကြတာလဲလို့ကျမကလည်းမေးခွန်းထုတ်ချင်တယ်တော့လက်ပတ်သက်လို့အများနဲ့သိကြပါတယ်ပြောကြပါတယ်ကျမကတော့ပုံပွင့်လေးလေးမဲ့ဒါဆွေးနွေးခြင်းနဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုဒီအတိုင်းရေးဆွဲထားတာဟာယုံကြည်မှုမရှိလို့ကျမပြောခြင်းအခြေခံရေးဆွဲလို့မရှိဘူးဘာယုံကြည်မှုမရှိလို့ဆိုတာဘာကိုပြောတာလဲပြည်သူနဲ့တမတော်ကြားမှာယုံကြည်မှုမရှိဘူးတမတော်ကလည်းပြည်သူကိုမယုံဘူးပြည်သူကလည်းတမတော်ကိုမယုံဘူးနောက်ပြီးတော့လည်းအချုပ်ပုဂ္ဂိုလ်များဟာမိမိတို့ရဲ့အနာဂတ်အတွက်ယုံကြည်မှုမရှိကြဘူးပြီးတော့ဒီလိုယုံကြည်မှုမရှိလို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအကာအကွယ်တစ်ခုဖုံးပြအောင်နဲ့အကယ်၍အမေအနေနဲ့သမဏတယောက်ဖြစ်လာမယ်ဆိုရင်ဒါစီးပွားရေးတဲ့ဟုတ်ပါဘူးနိုင်ငံရေးလားလို့ဖြစ်လာမယ်ဆိုရင်တဲ့ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိပြဿနာဖြစ်တဲ့လက်ပေးလက်ယူအရေးနဲ့တရားဥပဒေစိုးမိုးရေးကဏ္ဍကိုတဲ့ဘယ်လိုစတင်ကင်တွေဖြည့်ရှင်းသွားမယ်ဘာတာဝန်ခံတွေကိုဘယ်လိုစီစစ်ရွေးချယ်မယ်ဆိုတာလေးရှင်းပြပေးဖို့တဲ့အနုညွတ်တောင်းမှာပါတယ်ခင်ဗျာဒါဘယ်လိုစီဝါရေးတဲ့ရောက်နေလဲမသိဘူးဒါပေမဲ့ကိစ္စမရှိပါဘူးဒီမိကုန်းကတော့ကျမလည်းစိတ်လဲဝင်စားပါတယ်အဲ့တော့စောစောကကျမတက်ကတူကျောင်းဒီမြန်မာနိုင်ငံကရောက်တဲ့ကျောင်းသူကျောင်းသားတွေနဲ့စကားပြောနေတဲ့ခါကျကျမစောစောပြောမိကုန်းမေးတာပေါ့နော်ပြန်လာဖို့စိတ်ကူးရှိသလားဆိုတော့ကျောင်းသားတယောက်ကပြောတယ်အမေစုသမရဖြစ်ရင်ပြန်လာမယ်တဲ့အဲ့တော့ကျွန်တော်ကပြောတယ်ဒီလို
ကျမပြောတယ်ကျမသမရဖြစ်အောင်ပြန်လာပြီးလုပ်ပေးလို့အနောက်မှာလေဒါတွေကိုတယောက်နဲ့တယောက်ခြေရင်ပြောနေလို့အလကားပဲထောင်ပြတဲ့ဟာတွေလေဒီကမြင်းကုန်မမြင်အောင်အဲ့တော့ဘာမှဒါအထီရောမှုရှိတာမဟုတ်ဘူးနောက်ပြီးတော့လေဒီလိုအခမ်းအနားတွေကိုကိုယ့်အတွက်ကိုယ့်အဖွဲ့အတွက်ကိုတယောက်တည်းရဲ့အမြင်အတွက်အသုံးမချပါနဲ့ဒါဟာလုံးဝဖြစ်တဲ့ကိစ္စမဟုတ်ပါဘူးလူတိုင်းမှာအခွင့်အရေးရှိတယ်လို့တာဝန်ရှိတယ်ဆိုတာလည်းသိရပါလိမ့်မယ်စီကံဆိုတာလေကိုစီကိုထိန်းရပါလိမ့်မယ်အနောက်ကနေပြီးတော့ဘာတွေပဲထောင်ပြဒီကလည်းမမြင်ရဘူးမမြင်ရတော့လည်းဘာမှထူးမှာမဟုတ်ဘူးတင်ပြခြင်းလို့ရှိရင်တင်ပြနိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိတယ်တင်ပြနိုင်တဲ့ပုံစံတွေရှိတယ်ဒါကိုပုံမှန်လင်းကိုယ့်ဘာကိုနာမည်ကိုထိုးပြီးတော့ကိုယ့်ရဲ့အမြင်တွေကိုတင်ပြနိုင်ပါတယ်ဒီလိုခန်းသားတွေကိုအလွဲသုံးစားမလုပ်ပါနဲ့ဆန္ဒပြခဲ့တဲ့ကျောင်းသူကျောင်းသားတွေကိုပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနကဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်မောင်ဝင်းကတွေ့ဆုံညှိနှိုင်းခဲ့ပါတယ်ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်မောင်ဝင်းကပညာရေးပြုပြင်ပြောင်းလဲမှုဟာအလွန်ခက်ခဲကြောင်းနိုင်ငံတကာကိုလိုက်မီဖို့ခေါ်ဝေးကျွန်းနေတဲ့စနစ်ကိုပြောင်းလဲတဲ့အခါမှာအခက်အခဲတွေရှိကြောင်းကျောင်းသူကျောင်းသားတွေကိုပြောခဲ့ပါတယ်ပညာရေးတက္ကသိုလ်ကျောင်းသူကျောင်းသားတွေဘက်ကဒေါအောင်ဆန်းစုကြည်နဲ့အခြေအနေငယ်တွေ့ဆုံခွင့်တောင်းခဲ့ပေမဲ့မရခဲ့ပါဘူးပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ2019-2020ပညာသင်နှစ်၄တန်းနဲ့၈တန်းဆောင်ပွဲတွေကိုဖေဖော်ဝါရီလ24ရက်နေ့ကနေမတ်လ3ရက်နေ့အထိတက္ကသိုလ်ဝန်ထမ်းဆောင်ပွဲကိုမတ်လ17ရက်နေ့ကနေ20ရက်နေ့အတွင်းစစ်ဆေးမယ်လို့ပါရှိပါတယ်။ကျန်တဲ့အတန်းတွေကိုတော့ကျောင်းရင်းဆောင်ပွဲတွေအနေနဲ့မတ်လ23ရက်နေ့ကနေမတ်လ30ရက်နေ့အထိစစ်ဆေးသွားမယ်လို့သိရပါတယ်။အခြေခံပညာကျောင်းတွေမှာမတ်လကုန်ထိပညာသင်ကိုပြောလိုက်တဲ့ကိစ္စကိုမှန်တယ်ထင်လို့ပြောလို့ရှိရင်ပြောရရမယ်။နာမည်ဖုံးဖိထားကြမလို့ကိုကမှန်ကန်ပြောနေလို့ရှိရင်ကိုဟာဘလူးလဲဘယ်မှာနေလဲဆိုတာပြောနိုင်ရမယ်ပြောရရမယ်အဲ့ဒါကြောင့်မလို့ကိုတိုင်ကြရရှိလို့ရှိရင်နာမည်နဲ့လိပ်စာကိုအပြည့်အဝကိုထည့်ပါဆက်သွယ်လို့လည်းရတယ်ကိုဟာဒီကိုပြောတဲ့ကိစ္စဘက်ကနေပြီးတော့မတတ္တိရှိနဲ့ရပ်တည်နိုင်တယ်ဆိုတာကိုဖော်ပြရလဲရောက်ပါတယ်အခုကျမတို့နိုင်ငံတနိုင်ငံလုံးမှာဘဲသွားပြည်သူတွေရဲ့လိုအပ်ဆန္ဒတွေကတိတ်ပြီးမကွာပါဘူးတနေရာနဲ့တနေရာမကွာပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဒီနိုင်ငံသူနိုင်ငံသားတွေဖြစ်တယ်ဒီနိုင်ငံရဲ့အကျိုးဆက်တွေကိုကျမတို့ကနေပြီးတော့အလုံးဖန်တီးနေတာဖြစ်တယ်ဒါပေမဲ့လည်းတနေရာနဲ့တနေရာနည်းနည်းလေးတော့ကွာခြားတာတွေရှိတာပေါ့ဥပမာဆိုရင်ကျမမနေ့တုန်းကပြင်ဦးလွင်မှာရောက်ခဲ့တယ်ပြင်ဦးလွင်ကပြည်သူနဲ့တွေ့ခဲ့တယ်ပြင်ဦးလွင်ကထူးထူးခြားခြားတခြားဘယ်မျိုးနယ်မှမတူအောင်လို့မြေပိုင်ဆိုင်ခွင့်ကိစ္စတွေကိုတင်ပြတာကိုကျမတို့သိပြုမိပါတယ်အဲ့ဒါလည်းကျမတို့ဘာကြောင့်လဲဆိုတာလေ့လာရတာပေါ့ဒီနေရာဟာဘာလို့တခြားနေရာတွေနဲ့ကွာခြားနေလဲဆိုတာကျမတို့လေ့လာရတာပေါ့ဒီတိုင်းပဲကျမတို့ဒီပယ်ရင်းကိုလာတယ်ဆိုရင်ဒီပယ်ရင်းကပြည်သူတွေရှိကတင်ပြလာတဲ့မိကွန်းတွေတင်ပြလာတဲ့အဆိုပြုချက်တွေဟာဒီပယ်ရင်းနဲ့တသက်ဆိုင်တဲ့ဟာလားကျမတို့တနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စတွေလားဆိုတာကိုကျမတို့ဟာသုံးသပ်နိုင်မှာဖြစ်ပါတယ်တနိုင်ငံတကယ်ပဲစေတနာလည်းရှိတယ်ပညာလည်းရှိတယ်တတ္တိလည်းရှိတယ်ဆိုငြိမ်းချမ်းရေးကိုရအောင်ကိုယူမှာပဲငြိမ်းချမ်းရေးကိုရအောင်မယူလို့ရှိရင်စေတနာနည်းနေလို့လားပညာနည်းနေလို့လားတတ္တိနည်းနေလို့လားပဲကျမတို့ပေးရမယ်ပြီးတော့စေတနာနည်းနေလို့ရှိရင်ကျမတို့အနေနဲ့စေတနာပို့ပြပြီးတော့စေတနာပွားအောင်လို့လုပ်ရမယ်ပညာနည်းနေလို့ရှိရင်ပညာဆိုကျမအတန်းပညာပြောတာမဟုတ်ပါဘူးเนาะစင်ကြင်တုံတရားပေါ့ကိုယ့်ရဲ့အတိုင်းဝိုင်းတဲ့ကိုယ့်ရဲ့နိုင်ငံအတွက်တကယ်ဘာဟာလိုအပ်တယ်လဲဘာဟာကျမတို့နိုင်ငံအတွက်ကောင်းလဲဆိုတဲ့ပညာကိုပြန်ပွားအောင်လို့ကျမတို့လုပ်ရမယ်တတ္တိနည်းနေတယ်ဆိုရင်တော့ပြည်သူပြည်သားတွေကဝိုင်းပြီးတော့တတ္တိဈေးလေးထိုးပေးကြပါလို့ကျမအနေနဲ့မေတ္တာရက်ခံပါတယ်